အိမ်မှာသတင်းစာ3ဆောင်ထားတယ် အမဘာသတင်းသာ တက်သတင်းစာရှိတယ်ဂါရီယန်ရှိတယ်ဗမာသတင်းစာရှိတယ် အမအင်း တက်သတင်းစာဖတ်တယ်ဂါရီယန်ဖတ်တယ်ဗမာမဖတ်ဘူး ဘာလို့လဲ အယုံနေတယ်ပါတဲ့အယုံကြမင်းတွေကမပြီးမသားနဲ့ဟိုခောက်ဒီခောက်နဲ့ စက်ကူတွေလည်းခောက်ရကြီးကြီး ကောင်းလည်းမကောင်းဘူး အင်းဒါတွေကလည်းတဝက်ပြည့် ပြက်လို့ပြက်ခဲကောင်းခောက်ကျိုးရောင်းပါလို့ပါ အင်းကြောင့်မင်းကဘာတွေသိလဲ အခုဟိုပါချိုင်းသမရမစ္စတာအန်ဒယာဖတ်ဆိုတာ အန်ဒီနမအန်ဒီရဖတ်အင်းအန်ဒီရဖတ် ဟိုအာရသမရကြီးတစ်ဆယ်ရန်ဟူစိတ် တစ် နဲ့ ထဲတော့မပေါ့ကွာငါချက်တမ်းထိုက်တန် ဆယ်ရန်ဟူစိတ်နဲ့သူတို့ကဇီဝရေးရသူတို့ချင်းတိုင်မင်းတာအဲ့ဒါတိုင်မင်းတာကိုနိုင်ငံတကာဘယ်လိုဆွဆွဲလို့ ဘယ်လိုဆို ဟာဆယ်ရန်ဟူစိတ်နဲ့မစ္စတာအာရဖတ်ကယူကလီးယားလက်နက်တွေလုံး စကတုံးကြီးတွေလို့ ဟာဟိုက်ဒရိုဂျင်ဘုံတွေလုံး တရင်ပြောင်း အဲ့လိုပြန်သွားတော့ဟိုအမေရိကန်မှာရှိတဲ့ကလာသမက်ကဆင်းစစ်တဲ့က ကုလသမဂ္ဂထင်းစစ်တာကွာနေမေကလာသမဂ္ဂတင်ကုလသမဂ္ဂထင်းစစ်ကလာသမင်း ခမရသမက်ကဆင်းစစ်တော့ ဟာငါသမင်းဒီကြီး အဲ့ဒါကလာဘာကုလသမဂ္ဂ ကုလသမက်ကတော့ဆင်းစစ်ရတယ်ဆိုတဲ့တရင်ရတခါနိုင်ငံတကာလည်းကြာ ကွာကွက်ရှဲပေါက်ကြ ရှင်းပေါက်ကြတော့အခုဥရုဂွေးတောင်မှလှုပ်တုတ်ဖြစ်နေလေဗျ ဥဒူကွေးလှုပ်တာမပြောနဲ့လေရှိရတောင့်ခံထားတာ ။အများလေးချီတောင်းခံထားရင်ဘင်္ဂလားဒေ့ရှ်ကထိုးစစ်ဆင်ဝင်လာရင်မတတ်နိုင်ဘူးရပါမတတ်နိုင်ဘူးရ အဲ့လိုဆိုရင်ဆော်ရင်အော်ရပြတော့ငိုအောင်မှာ ။ဆိုရင်ဟိုရရနောက်မှဟိုရမှာဖင်လာနိုင်ငံအမြဲနေနေ အေးတော်တော့ကွာရပြောရင်မြေပုံလဲနားမလဲပဲနဲ့ပြောချင်မြေပုံကြောက်ပြောမြေပုံနားလည်းမပြော ။ကျောင်းသားဘဝတုန်းကဒီဗဒဝီကိုဒီသုံးခုနဲ့အောင်လာ မမေမြေပုံသိ ။မြင်းနဲ့တက်ပြော မြေပုံကိုလေမြင်းနဲ့တက်ပြကဲပြောစမ်း 4000လောက်မြုပ်ထားရင်လူကြီး ဟာတတ်တာ2000ကျော်လောက်ဆိုရင်9နှစ်10နှစ် ဟာ 3000ကျော်လောက်ဆိုရင်မင်းတို့အရွယ်တန်း မလီအဲ့ကောင်ကာယခုံသေးချောင်းကြောက်ပြောက်ကြောက်မပြောနဲ့ ဘာ